ဒီတစ်ခေါက်မှာတော့ကိုယ့်ရဲ့ဘေးနားမှာကိုယ့်ကိုစောင့်ရှောက်နေတဲ့အဆောင်ရှောက်တွေရှိလားသူတို့ကရောဒါကိုယ်တွေကိုဘယ်လိုပုံစံမျိုးနဲ့စောင့်ရှောက်နေတာလဲအဆောင်ရှောက်တွေမရှိဘူးဆိုရင်ရောကိုယ့်ရဲ့ဘဝမှာကြုံတွေ့ရမယ့်အခက်အခဲတွေကိုဘယ်လိုပုံစံမျိုးတွေနဲ့ဖြေရှင်းရင်အကောင်းဆုံးဖြစ်မလဲဒါနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ကြည့်သွားရအောင်လေနော်အားလုံးပဲမင်္ဂလာပါတယ်လာ page ကနေပြီးတော့မှကြိုဆိုပါရစေဆိုတော့ထုံးစံတိုင်းပါပဲကျွန်တော်pick up bio reading လေးကိုကျွန်တော်လုပ်ပေးခြင်းတယ်ပေါ့နော်ဆိုတော့ဒါကိုယ့်ရဲ့ဒီဘဝအဆက်ဆက်ကနေပြီးတော့မှဆောင်းလျှောက်လာတဲ့အဆောင်အလျှောက်တွေပြီးလို့ရှိရင်ကိုယ့်ရဲ့ပေါ့နော်ပြောရလို့ရှိရင်တော့တိုင်းဆက်ပထန်ဆက်တွေပေါ့နော်ဒါတွေကကိုယ့်ကိုကူညီပေးနေလားဆိုတာ ਨੇ ပတ်သက်ပြီးတော့မှကျွန်တော်ကြည့်သွားပေးမယ်အဲ့တော့ကျွန်တော်ဖိုင်လေးသုံးခုကျွန်တော်ပေးမယ်ပေါ့နော်ပထမဦးဆုံးခဲရောင်ကြောက်လေးကိုကိုစားပြုထားတဲ့ဖိုင်1လေးရယ်နောက်တစ်ခုကဒီပိုင်းအောင်ကြောက်ကလေးကိုကိုစားပြုထားတဲ့ဖိုင်2လေးရယ်နောက်ဆုံးကကြတော့အစင်းအောင်ကြောက်လေးကိုကိုစားပြုထားတဲ့ဖိုင်3ဆိုပြီးတော့မှကျွန်တော်ဖိုင်လေး3ခုသတ်မှတ်ပေးပါမယ်အဲ့တော့ကိုနဲ့ energy ကိုက်မယ်လို့ယူဆရတဲ့ဖိုင်လေးကိုဒီချာလေးအာယုံစိုက်ပြီးတော့မှရွေးချယ်ပေးစီချင်ပါတယ်ဒါဆိုလို့ရှိရင်ချိန်လေးခဏပေးမယ်နော်ခုလောက်ဆိုလို့ရှိရင်တော့ကိုနဲ့ energy ကိုက်မယ်လို့ယူဆရတဲ့ file လေးကိုရွေးချယ်ပြီးလောက်ပြီလို့ထင်ပါတယ် file တစ်ခုချင်းစီအတွက် reading လေးကိုကျွန်တော်သွားလိုက်ပါတော့မယ်ခင်ဗျာမင်္ဂလာပါပထမဦးဆုံးပေါ့နော်ဒီခဲရောင်ကြောက်လေးကိုကိုစားပြုထားတဲ့ file 1နေအတွက်ကို့မှာကို့စောင့်ရှောက်နေတဲ့အဆောင်ရှောက်တွေရှိရလားပြီးလို့ရှိရင်ပေါ့နော်အဲ့တော့သူတို့ရှိခဲ့တယ်ဆိုလို့ရှိရင်ရောဘာတွေလုပ်ဖို့လိုအပ်တာလဲမရှိဘူးဆိုရင်ရောဒါကိုဘာတွေလုပ်ဖို့လိုအပ်တာလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့မှကျွန်တော်ကြည့်သွားပြပါမယ်အဲ့တော့ဒီခဲအောင်ကြောက်လေးကိုကိုစားပြုထားတဲ့ဖိုင်ဝမ်းကြီးအတွက်ကျွန်တော်ယူဆုံးစပြီးတော့မှကြည့်ပေးပါမယ်โอเคဆိုတော့လေလာပြထားတဲ့ energy တွေရဆိုလို့ရှိရင်တော့တဲ့ဒါကို့မှာပေါ့နော်ကို့စောင့်ရှောက်နေတဲ့အဆောင်ရှောက်တွေကိုမမြင်အပ်ပုံကိုယ်တွေကကိုယ့်ရဲ့ဘေးနားမှာရှိနေတယ်သူတို့ကကို့ကိုပါလဲဆိုလို့ရှိရင်စောင့်ချက်ပေးနေကြတယ်တကယ်ကိုနှကောင်းနှမျက်ဒီကိုပေါ့နော်ကိုယ့်ရဲ့ကောင်းချိုးချမ်းသာကိုလိုလားတဲ့သူမျိုးတွေကကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိနေကြတယ်မမြင်အပ်ပုံကိုယ်တွေမှာလည်းပဲဒါကိုယ့်ရဲ့အကျိုးစီးပွားကိုလိုလားတဲ့သူတွေရှိရဲဆိုတဲ့ပုံစံမျိုးကိုတော့ပြတယ်ဒါပေမဲ့တဲ့လက်ရှိဘဝမှာလက်ရှိကာလမှာတဲ့ကိုယ့်ရဲ့ပေါ့နော်ကြုံတွေ့နေရတဲ့အခက်အခဲတွေနဲ့ပတ်သက်ပြီးတော့မှသူတို့စီကနေပြီးတော့မှအကူအညီမရဘူးဆိုတဲ့ပုံစံမျိုးကိုဒီမှာလာပြီးတော့မှပြထားတယ်ဆိုတော့ဟုတ်တယ်အဆောင်ရှောက်တွေရှိတယ်ဒါပေမဲ့ဘာဖြစ်လို့သူတို့ကကိုယ်တွေကိုမဆောင်ရှောက်တာလဲဘာဖြစ်လို့ပေါ့နော်အဲ့တော့ဒီလိုမျိုးကောင်းမွန်တဲ့ဗာလဲဆိုအဆောင်ရှောက်တွေရှိနေရဲ့ဒါနဲ့သူတို့ရဲ့အကူအညီကိုကမရတာလဲဆိုလို့ရှိရင်တော့လာပြတဲ့ energy အရာဆိုလို့ရှိရင်ပေါ့နော်သူတို့နဲ့ကိုယ်နဲ့ကဝေးကွာနေရဲဆိုတဲ့ပုံစံမျိုးပေါ့ဒီမှာလာပြီးတော့မှမြင်ရတယ်ကိုတိုင်းကိုကမေးလျော့နေတာမျိုးကိုကုသိုလ်ကောင်းမှုတွေလုပ်တယ်ဆိုလို့ရှိရင်လည်းအမြပေးဖို့မေ့နေတာမျိုးတွေပြစ်တာပို့ဖို့မေ့နေတာမျိုးတွေအကြောင်းသူတို့နဲ့ဝေးကွာနေရဲဆိုတဲ့ပုံစံမျိုးတွေအကြောင်းဖြစ်လိမ့်မယ်လို့ကျွန်တော်ပို့ပြီးတော့မှမြင်ပါတယ်ဆိုတော့ဖိုင်ဝမ်နေမှာတကယ်ကိုပေါ့နော်ကောင်းမွန်တဲ့အဆောင်ရှောက်တွေရှိတယ်ကိုတွေကိုဂရုစိုက်ပေးမဲ့သူတွေရှိတယ်ဒါပေမဲ့သူတို့ဒီကိုတွေရဲ့လက်ရှိဘဝအခက်အခဲတွေမှာအကျိုးပြုနိုင်ခြင်းမရှိဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့သူတို့နဲ့ကိုနဲ့ကြားထဲမှာဝေးကွာနေတယ်ကိုတွေကလည်းသူတို့ကိုမေးရောနေတယ်အဲ့တော့ကိုရီစီကနေပြီးတော့မှဘာမှပေါ့နော်ဒီအဆောင်ရှောက်တီရဲ့အဆောင်ရှောက်တွေနဲ့ပတ်သက်ပြီးတော့မှယုံကြည်မှုတွေပြီးလို့ရှိရင်လည်းပဲသူတို့ကိုအကျိုးစီးပွားဖြစ်ထိုးစေမယ့်အရာတွေကိုကိုယ်တိုင်ကလည်းလုံးမပေးတာဖြစ်တဲ့အတွက်ကြောင့်သူတို့ကကိုယ်ရင်းနဲ့ခက်ကွာနေလာခဲ့တာအချိန်တစ်ခုကြာပြီဆိုတဲ့ပုံစံမျိုးကိုပို့ပြီးတွေ့ရတယ်ဆိုတော့ခြုံပြောပြရမယ်ဆိုလို့ရှိရင်လေဖိုင်ဝမ်သမားတော်တော်များများကဘာသာရေးနဲ့နည်းနည်းလေးအလန်းကွာနေတဲ့သူတွေဖြစ်လိမ့်မယ်ဆိုတော့ဘာသာရေးလုပ်တယ်ဆိုလို့ရှိရင်တောင်းမှပဲကွာအဲ့တော့ကိုယ့်ရဲ့အဆောင်ရှောက်တွေကိုနှကောင်းတဲ့မြတ်တွေကိုပြီးလို့ရှိရင်ပေါ့နော်အမြအတန်းပေးဝေဖို့မေတ္တာပို့ဖို့မိနေတဲ့သူတွေဖြစ်ဖို့ပုံများလိမ့်မယ်လို့မြင်ပါတယ်ဒါကတော့ဖိုင်ဝမ်ဒီအတွက် reading ဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါဆိုတော့ဒါပိုင်းအောင်ကြောက်လေးကိုကိုစားပြုထားတဲ့ဖိုင်တိုးတွေအတွက်ပေါ့နော်ကိုရဲ့ဒီဘေးနားမှာအဆောင်ရှောက်တွေရှိနေလားဆိုတော့သူတို့ကရောဒါကိုရဲ့ဒီနေ့စဉ်ဘဝမှာဘယ်လိုမျိုးတွေအဆောင်ရှောက်တွေရှိနေလဲပေါ့နော်ဆိုတော့ဘာလေးလုပ်ဖို့လိုအပ်လဲဆိုတာ ਨੇ ပတ်သက်ပြီးတော့မှကြည့်သွားပြပါမယ် Okay sorry Okay so ဖိုင်ဂျိုးတွေအတွက်
ဆိုတော့လာပြထားတဲ့ energy တွေအရာပေါ့နော်အဲ့တော့ pi 2 တွေမှာလဲပဲတဲ့ကိုယ့်ရဲ့ပေါ့နော်အဆောင်ရှောက်တွေရှိနေတယ်တဲ့အဲ့ဒါတွေကလေဘယ်လိုမျိုးတွေလဲဆိုလို့ရှင်ပေါ့နော်ကိုယ့်ရဲ့အတေဘဝကကိုယ့်ရဲ့ပေါ့နော်ဆွေမျိုးသားချင်းတော်၎င်းအမိအဖတော်၎င်းဗာလဲဆိုဇနီးမယားတော်၎င်းတာသမီတော်၎င်းအဲ့လိုမျိုးတွေကဖြစ်လိမ့်မယ်ဆိုတဲ့ပုံစံမျိုးတွေပေါ့နော်အဲ့တော့လက်ရှိဘဝမှာတဲ့လက်ရှိအခြေအနေမှာကိုယ့်တွေကိုစောင့်ရှောက်ပေးနေတဲ့နှကောင်းနှမျက်တွေတီးတဲ့ဗာလဲဆိုလို့ရှင်ကိုယ့်ရဲ့ပေါ့နော်နီးစပ်တဲ့ကိုယ့်ရဲ့ဒီဆွေမျိုးသားချင်းတွေကကိုချီရတဲ့သူတွေကလွန်သွားပြီးတဲ့အချိန်မှာပေါ့နော်ကိုတွေကိုပြန်ပြီးတော့မှစောင့်ရှောက်နေတဲ့သူမျိုးလို့ကျွန်တော်ပို့ပြီးတော့မှမြင်တယ်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်ကိုရီးရဲ့ဘဝဆက်ကဘဝအဆက်ဆက်ကနေပြီးတော့မှတော့ဆက်ခဲ့ပူတယ်ပေါ့နော်ဇနီးမယားတော်၎င်းလေးယောက်ျားတော်၎င်းဖြစ်တတ်တယ်ကိုယ့်ရဲ့အဖေမေတော်၎င်းဖြစ်တတ်တယ်သူတို့ကနေပြီးတော့မှကိုရီဖြစ်လေရခန္ဓာဝင်တွေကိုလိုက်ပြီးတော့မှစောင့်ရှောက်နေတဲ့ပုံစံမျိုးကိုကျွန်တော်မြင်တယ်ဆိုတော့လေအဲ့တော့ပြောရမယ်ဆိုလို့ရှိရင်တော့နင်တို့ငါ့ကိုဘာလုပ်ပြီးငါဘာပြန်လုပ်ပေးမယ်ဆိုတဲ့ပုံစံမျိုးအချမ်းရံပြောချင်တာအချမ်းရံနဲ့ပြောတော့မယ်အဆောင်ရှောက်ပုံစံမျိုးတွေမဟုတ်ဘူးကိုရီကိုချစ်လို့မေတ္တာရှိလို့ကိုရီစီကနေပြီးတော့မှဘာမှမမျှော်ကိုပဲနဲ့သူတို့ရဲ့တန်ရောစင်ကြောင့်ကိုရီပေါ်မှာထားတဲ့ချစ်ချင်းမေတ္တာတွေကြောင့်မလို့စောင့်ရှောက်ပေးနေဆိုတဲ့ပုံစံမျိုးကိုကျွန်တော်ပို့ပြီးတော့မှမြင်ရတယ်အဲ့တော့ဖိုင်တူးသမားတွေကပြောပြရမယ်ဆိုလို့ရှိရင်မမြင်ရတဲ့ပုံကိုယ်တွေရဲ့ချစ်ချင်းမေတ္တာကိုချစ်ချင်းကိုခံရတယ်ဆိုတဲ့ပုံစံမျိုးပေါ့ဘလို့ချင်းတွေမျိုးတွေမှာတွေ့နိုင်တယ်လဲဆိုလို့ရှိရင်သူတို့အခက်အခဲတွေရှိလာတဲ့အခါတိုင်းတွေမှာအဲ့လိုမျိုးပေါ့နော်လုံးဝတုံးတိုက်ကြားကြိုက်ပေါ့နော်စွန့်စားရမယ့်အခိုက်အတန့်မျိုးလေးတွေမှာဆိုလို့ရှိရင်တဲ့ဒီလိုမျိုးအဆောင်ရှောက်ပုံကိုယ်ရဲ့ကိုညီပေးမှုကအများကြီးရတယ်ဆိုတဲ့ပုံစံမျိုးကိုဒီမှာလာပြီးတော့မှပြထားတယ်ပုံမှန်ချိန်ဒီမှာတော့သူတို့ကပေါ်မလာတတ်ဘူးဒါပါတော့အဲ့လိုမျိုးပေါ့နော်မကောင်းတဲ့အနေအနဲ့ကြုံတွေ့ရတဲ့အခါအသက်အနေဘေးအနေနဲ့ကြုံတွေ့ရတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်စိုးဝါးတဲ့အခြေအနေမျိုးထိမရောက်အောင်လို့ကာဝယ်ပေးကြတယ်ဆိုတဲ့ပုံစံမျိုးပေါ့ဆိုတော့ဖိုင်တူတွေကိုစောင့်ရှောက်တဲ့အဆောင်ရှောက်တွေဒီကြီးပွားတိုးတက်အောင်ဆိုတာထက်ကိုရီမှာဘေးအန္တရာယ်တွေမကြားရအောင်အမြဲတစေကာဝယ်ပေးနေတဲ့သူမျိုးတွေပို့ပြီးများတယ်လို့ကျွန်တော်ပို့ပြီးတော့မှခံစားရတယ်မြင်နေအထူးသဖြင့်ဆိုလို့ရှိရင်ကိုခီးတွေဘာတွေသွားတဲ့အခါမျိုးမှာတစိမ့်နေနဲ့ပေါင်းစပ်ရတဲ့အခါမျိုးတွေမှာကိုနဲ့မသိကျွမ်းတဲ့နေရာဒေသတွေမှာဆိုလို့ရှိရင်ဘေးဥပတ်တွေမဖြစ်အောင်လို့ကာဝယ်ပေးကြတယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်ပို့ပြီးတော့မှမြင်ရတယ်ပေါ့နော်အဲ့ပြီးလို့ရှိရင်လည်းပဲတဲ့အဲ့တော့ဒီမှာလာပြတဲ့ energy ရဆိုလို့ရှိရင်ဒီအဆောင်ရှောက်တွေနဲ့ကိုနဲ့ကြားထဲမှာပေါ့နော်ဘယ်လိုမျိုးလေးတွေရှိလဲဆိုလို့ရှိရင်တော့ဒီမှာ X of Pentacles ဆိုတော့လေသူတို့ကိုဗလီနဲ့စာကျွေးတာမျိုးလေးပြီးတို့အဲ့လိုကိုးကွယ်တာမျိုးတော့မဟုတ်ဘူးပေါ့နော်အမတ်တရားရှိစွာနဲ့ကွာအဲ့လိုပူဇော်ပေးတာမျိုးလေးတွေဆိုလို့ရှိရင်တော့ပို့ပြီးတော့မှအဆင်ပြေတယ်အဲ့လိုသူတို့ရဲ့နာမည်တွေကိုခေါ်မယ်သူတို့ကိုရည်စူးပြီးတော့မှအမြတမ်းလေးတွေပေးဝေမယ်သူတို့ကိုရည်စူးပြီးတော့မှကတ်လူပေးမယ်ဆိုလို့ရှိရင်သူတို့အတွက်ကအများကြီးကြိုးကျေးဇူးရှိစေနိုင်တဲ့ဆိုတဲ့ပုံစံမျိုးပါတေချာလေးပေါ့နော်ဗာလဲဆိုလို့ရှိရင်လုံမယ်ဆိုလို့ရှိရင်တဲ့သူတို့စီကနေပြီးတော့မှပေါ့နော်အကျိုးစီးပွားတွေအများကြီးရနိုင်တဲ့ပုံစံမျိုးကိုပို့တွေ့ရပါတယ်ဒါကတော့ဖိုင်တူတွေအတွက် reading လေးပါမင်္ဂလာပါနောက်ဆုံးပေါ့နော်ဒီအစိမ်းရောင်ကြောက်လေးကိုရွေးချယ်ထားတဲ့ by 3တွေအတွက်ကိုယ့်ရဲ့ဘီနာမှာပေါ့နော်ကိုဆောင်ရှောက်နေတဲ့အဆောင်ရှောက်တွေရှိလားအဲ့တော့သူတို့ကရောဘယ်လိုမျိုးကျေးဇူးတရားတွေကိုကျေးဇူးတုံ့ပြန်ကျေးဇူးပေးနေကြတယ်လဲပေါ့သူအကျိုးကျေးဇူးတွေရှိနေလဲပေါ့နော်ပြီးရင်ဘယ်လိုမျိုးလေးတွေလုပ်တင်တာလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှကြည့်သွားပေးပါမယ်ဆိုတော့Okay ဆိုတော့empire တဲ့ပြောရလို့ရှိရင်ပေါ့နော်အဲ့တော့ဖိုင်3သမားတွေကတဲ့ဒါအားကြီးတဲ့နက်ကောင်းနှမျက်တွေကစောင့်ရှောက်ကြတယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်ပို့ပြီးတော့မှမြင်ပါတယ်ဒါပေမဲ့ဘယ်လိုပုံစံမျိုးလေးတွေဖြစ်နေလဲဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ဒါဒီမှာလာပြတဲ့ energy က emperor card ဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဆိုတော့ဘယ်လိုပြမလဲဆိုလို့ရှိရင်ကိုရီယုံကြည်ထားတဲ့ကိုးကွယ်ထားတဲ့ပေါ့နော်အဲ့လိုမျိုးဒီလိုမျိုးနက်ကောင်းနှမျက်တွေကနေပြီးတော့မှကိုရီကိုစောင့်ရှောက်သမှုပြုတယ်ဆိုတဲ့ပုံစံမျိုးကိုတော့ပို့တွေ့တယ်အဲ့တော့ကိုရီရဲ့ဒီပေါ့မမြင်ရတဲ့အဆောင်ရှောက်တွေကအဓိကအားဖြင့်ဘာလို့လုပ်ပေးလဲဆိုလို့ရှိရင်ကာဝယ်ပေးတယ်အဓိကအားဖြင့်ဆိုလို့ရှိရင်တော့ပစ္စည်းဥစ္စာပိုင်းမှာပြီးရင်လေအဲ့လိုအိမ်ချမ်းမြေနဲ့ပတ်သက်တော့
ကိစ္စမျိုးတွေမှာဆိုလို့ရှိရင်လွယ်ကူအောင်မြန်ဆန်အောင်လို့သူတို့ကကိုညီပေးကြတာများတယ်ဆိုရယ်ပုံစံမျိုးကိုပို့ပြီးတော့မှတွေ့တယ်ပြီးလို့ရှိရင်ဘယ်လိုပုံစံမျိုးလဲဆိုတော့ကိုယ့်ရဲ့စကားအောင်တယ်သူတို့ရဲ့ကိုညီပေးမှုတွေကြောင့်မလို့ပေါ့နော်တကူခုထားပါတော့ကိုစကားပြောရတော့မယ်လူတွေကိုဥဆောင်ရတော့မယ်တရားရောက်နဲ့တကူခုနဲ့ပတ်သက်ပြီးတော့မှကိုဒီလွှမ်းမိုးရတော့မယ်ဆိုရယ်ကိစ္စမျိုးလေးတွေမှာဆိုလို့ရှိရင်သူတို့ဒီအများကြီးကိုညီပေးတယ်ဆိုရယ်ပုံစံမျိုးကိုလာပြီးတော့မှပြတယ်ဆိုတော့အထူးသဖြင့်ပေါ့နော်ဘလို့နေရာမျိုးတွေမှာအကူအညီပေးရများလဲဆိုလုပ်ငန်းပိုင်းဆိုင်ရာတွေမှာဆိုလို့ရှိရင်အကူအညီပေးတာများတယ်အဲ့တော့ငွေဝင်စီအဓိကတော့ငွေကြီးပိုင်းနဲ့ပတ်သက်ပြီးတော့မှသူတို့ဒီအကူအညီပေးတယ်အဲ့တော့ငွေကခက်ခဲဖြစ်တယ်ဆိုလို့ရှိရင်သူတို့ကနေပြီးတော့မှအကူအညီပေးတာမျိုးလေးတွေရှိတယ်ဆိုရဲပုံစံမျိုးပေါ့ဒါပေမဲ့ကိုရီကိုစောင့်ရှောက်တဲ့လေနှက်ကောင်းနှက်မြက်တွေရဲ့ပုံစံကလေချစ်လို့ခင်လို့ပုံစံမျိုးမဟုတ်ဘူးသူတို့ကကြတော့ဟုတ်ပြီနေတို့ကငါ့ကိုကျေးဇူးပြုတ်ဘူးတယ်အဲ့ဒါကြောင့်ငါတို့ကလည်းနေကိုကျေးဇူးပြန်ပြုတ်မယ်ဆိုရဲပုံစံမျိုးကိုကျွန်တော်ပို့ပြီးတော့မှတွေ့တယ်ဆိုလိုချင်တဲ့သဘောတရားကကိုယ်ကိုစောင့်ရှောက်တဲ့အဆောင်ရှောက်တွေဒီချစ်လို့ခင်လို့ဆိုတာထက်အဲ့တော့တယောက်ရဲ့အကျိုးစီးပွားကိုတယောက်ကပြုတ်လုပ်ပေးကြလိမ့်မယ်ဆိုရဲမျှော်လင့်ချက်နဲ့တက်ကိုတယောက်ပေါ့နော်အမိတဟဲပြုတ်ပေးနေကြတယ်အကျိုးပြုတ်နေကြတယ်ဆိုရယ်ပုံစံမျိုးကိုပို့ပြီးတော့မှမြင်တယ်အဲ့တော့နေကိုမိပြီးတော့မှဖိုင်3ကိုမိပြီးတော့မှလူတွေကိုမိပြီးတော့မှငါတို့မှာဖုံးကန်နေကြီးမားရတယ်အဲ့တော့ဘာလို့ဖုံးကန်နေရတဲ့အတွက်ကြောင့်မလို့ဖုံးတကိုးတွေတိုးလာတဲ့အတွက်ကြောင့်ငါဒီတို့ကိုပြန်ပြီးတော့မှကြီးစိုးဆက်မယ်အဲ့လိုပုံစံမျိုးလေးတွေကိုကျွန်တော်တွေ့တယ်ပေါ့နော်ဆိုအခြားသောကိစ္စတွေတည်းစားလို့ရှိရင်လုပ်ငန်းကိစ္စတွေမှာငွေကြေးကိစ္စတွေမှာအများကြီးအကူအညီပေးကြတယ်ဆိုရယ်ပုံစံမျိုးကိုမြင်တယ်ပြီးရင်လေအဲ့တော့ဒီမှာ temperance ပါနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဆိုတော့ဒီမှာလာပြတဲ့ energy ရဆိုလို့ရှိရင်သူတို့တွေနဲ့ကိုယ်နဲ့ကြားထဲမှာတဲ့ပြောချင်တာ relationship တွေပျက်စီးနေရမျိုးမဟုတ်ဘူးပေါ့နော်သူတို့ကလည်းကိုယ်ကိုအကျိုးပြုစေပဲအဲ့တော့ကိုယ်တွေကလည်းသူတို့ကိုအကျိုးပြုစေပဲဆိုတဲ့ပုံစံမျိုးလေးတွေကျွန်တော်မြင်နေအဲ့တော့ကျွန်တော်ခန်းစားမိတလောက်ဆိုလို့ရှိရင် by 3တော်တော်များများကွာအဲ့တော့ကိုတိုင်းကလည်းအဆက်အနွယ်တွေတဲကတယောက်ဆိုတော့ကိုတိုင်းလည်းတည်တယ်သို့မဟုတ်ပေါ့နော်ကိုဒီအဆက်အနွယ်တွေရှိတယ်ထားပါတော့ပထန်းဆက်တွေအဆက်ဆက်ကနေပြီးတော့မှဆင်းသက်လာတဲ့သူဆိုတဲ့ပုံစံမျိုးကိုလေသူများတွေပြောတာကိုကိုကကြားဘူးတယ်ပြီးတော့လေဖိုင်3တွေရဲ့ဘဝကလေအမကြမ်းတမ်းဘူးဒီလားတခုခုလိုချင်ပြီဆိုလို့ရှိရင်လည်းဖြစ်တယ်မြန်ဆန်တယ်ကိုညီပေးမဲ့သူပေါ်တယ်ကိစ္စတခုခုဆိုလို့ရှိရင်ကွာမြန်ဆန်ဆန်နဲ့ပြည်လေတယ်ဒါမျိုးလေးကိုကျွန်တော်မြင်နေပေါ့နော်ဒုက္ခကြုံလာတိုင်းမှာဆိုလို့ရှိရင်မြန်ဆန်ဆန်ပဲပြီးဆုံးနေအကူညီပေးမဲ့သူပေါ်လာဒါမျိုးလေးတွေကိုကျွန်တော်မြင်နေဆိုတော့ဘာပဲလိုချင်ဘာပဲဖြစ်ချင်ပေါ့နော်မြန်နေဆိုတဲ့ပုံစံမျိုးမြန်ဆန်ဆန်ပဲအကောင့်ထဲပေါ်တယ်ဆိုတဲ့ပုံစံမျိုးတွေကိုပြပါတယ်ဒါကတော့ Pi 3 အတွက် reading ဖြစ်ပါတယ်ခင်ဗျာ